ဘာတုံတုံပါဟီဒီနေ့တုံတုံကိုကြောင်ရဲ့မွေးရဲ့မျိုးကြောင်ပိတ်တော့အမေသွားမှာပါတုံတုံကဒီနေ့တုံတုံကိုကြောင်ရဲ့မွေးရဲ့မျိုးသွားမှာဖြစ်ပါတယ်ကြောင်ပိတ်တော့အမေသွားမှာအဲ့ဒါကြောင့်မလို့တုံတုံဖူရဲ့မွေးရဲ့မျိုးမှာဘလူတောင်မွေးနေဆိုတာကိုဒီဗီဒီယိုအဆုံးထိကြည့်ပေးကြပါအောင်ရှင်အခုတုံတုံတို့ YouTube channel မှာပြန်ပေါ်တော့မှာမို့လို့တုံတုံပဲချိန်ပြန်ပေါ်မလဲဆိုတာကိုကြည့်ရှုအားပေးကြပါအောင်ရှင်အခုကနောက်ကတားပြောမှဖြစ်ပါရဲ့လိုက်ကြည့်ကြအောင်နော်ဘုရားကြီးပါလုံးလာရင်တလွဲကြီးပဲဘုရားမဟုတ်ဘုရားကြီးမျိုး ဟောဒီဘက်ချက် ဘုရားကြီးကိုရောင်းနေတာပဲ ဟိုရန်ကုန်နဲ့ပဲကိုးလာတာကိုဘုရားကြီးမှထမင်းစားသေးတာ ရောင်းကောင်းနေပေါ့နော်ဒီအားကြောင့်စားပါဘုရားကြီးတက်ပြပါပဲမောင် ခုလာစပိုက်တော့မ ဒါချမောင်ကျော်ပစုံ ကျမဒီလိုရကြော မာကလည်းရော ဒါတော့ချစ်တော် ဆုံးဖို့တင် သမင်းစားပါအောင်မေလက်မထမင်းနေခါချအောင် ဟောဘာမှမရှိ 对不？喏，大他妈就100句吧。နောက်တစ်စင်ပေါ်ရောက်ပါပြီနောက်တစ်စင်။ဘာရောက်ရင်မမွေးနိုင်ပါဘူး။တေးလောက်နဲ့လား ရုပ်ဆုံးပါတွိုင်းနဲ့မိုးတောင်ထုတ်သွားပြီ။ဘောရောက်မိုးခဏပဲနေတော့ ဖိနေတစ်ချက်လုပ်ပြပါဦးဒီဘက်လက်လောက်လိုက်ပါတန်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 သွား